ဟဲ့ညီမလေးခင်ချင်လို့ ကျမအိမ်အောင်ရှိတယ် ဘာကြီးရလဲအဲ့မှာရီးစရာတစ်ခုမှမပါဘူးလေမိမအဲ့လိုရီးလိုက်မှကောင်လေးတွေကိုချင်းကပ်ဖို့အခွင့်အရေးပေးလို့မဖြစ်နိုင်ဘူးလား Okay မရှိဘဲနဲ့ပြောမယ်အဲ့ဒါဆို ဝမ်းမို့ ဟုတ် ဟဲ့ညီမလေးခင်ချင်လို့ ကျမအိမ်အောင်ရှိတယ် ဘာလို့ပြုံးလဲမပြုံးပါဘူးလေအဲ့မှာပြုံးစရာဘာမှမရှိဘူးမိမအဲ့လိုပြုံးလိုက်တာမှလေအဲ့သူတို့ချင်းကပ်ဖို့အတွက်စိုင်းပြလို့ဖြစ်နေတယ်ပြီ Okay အဲ့ဒါဆိုမပြောလည်းမပြောတော့ မပြုံးပါဘူးလေအဲ့လိုလည်းမပြောပါဘူးဝမ်းမို့ Okay ဟဲ့ညီမလေးခင်ချင်လို့ ကျမအိမ်အောင်ရှိတယ် ဘာအိမ်အောင်ရှိရလဲအဲ့လိုမပြောရဘူးလေလူစိမ်းနေတယ်ကိုစကားကိုမပြောရဘူးလေမိမလူစိမ်းနဲ့စကားပြောနေတာဒါတော်တော်ဆိုးတာ Okay ပြောအဲ့ဒါမပြောတော့ဘူးပြောလည်းမပြောနဲ့ပြောလည်းမပြောနဲ့ Okay စိုင်းလည်းမပြနဲ့ Okay ဝမ်းမို့နော် ဟုတ်ပြီ ညီမလေးခင်ချင်လို့ဟာ အဲ့လိုဖြစ်စေချင်တာ အဲ့လိုပြရမှာနော်ဒါတော်တယ်အဲ့လိုကိုဖြစ်နေရမှာ